အားလုံးပဲမင်္ဂလာပါကျွန်တော်အခုကတော့တိုကျိုဒုံစီတီကိုရောက်ရှိနေတာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်တို့မုံနှမ2ယောက်ရှောက်လင်မှာဖြစ်ပါတယ်ဟယ်လိုဖွင့်နေ yes လိုလာပိုစတာစီမှာပဲဖြစ်ပါတယ်ဟုတ်ပါတယ်လူလောက်တာစီမှာဖြစ်ပါတယ်ကျွန်တော်တို့ Rafta စီးဖို့အတွက်တနင်္လာနေ့နဲ့မိနစ်20လောက်စောင့်အောင်မှာဖြစ်ပါတယ်တိကတ်ချက်ပြီးပါပြီ1800ပါခုကနှစ်ကုန်လုံးပိတ်ရဆိုလူကတအားများတယ်ပေါ့နော်ကျွန်တော်အရင်တစ်ခေါက်လာတော့ဆိုရင်ဒီမှာခဏပဲတန်းစီလိုက်တာပေါ့နော်စီးဖို့အတွက်အခုကတော့ကျွန်တော်တို့တနင်္လာကျော်လောက်တန်းစီနေရပါတယ်One eternity later. ကျွန်တော်အခုကတော့စီးလို့ပြီးပါပြီ စီလိုပြီးတော့ပါရင် feeling လေး ရှင်းပြီးရတော့ဒီတမျိုးလုံးမြင်ရပေမဲ့ရိုက်ချက်ဖို့ကောင်းပါလေ သူကနာမည်နဲ့လိုက်အောင်ပေါ့နော်တန်တာ dolphin ဆိုတဲ့အတိုင်းပဲ speed ကအရမ်းမြန်ပြီးတော့တအားမိုက်ပါတယ် ထိတ်ဆုံးရောက်သွားရင်ဘာလို့ဒါကိုစီးရလဲဆိုရင်နောင်နှရသွားပါလေ အော်အလုံးပြီးတော့ရင်ဘတ်တွေအောင်အောင်ပါတယ်တော်တော်ဟိုပါဖြစ်နေကျွန်တော်အရင်တစ်ခေါက်တုန်းကလည်းတစ်ခါစီးဦးရပေါ့နော်အဲ့တစ်ခေါက်စီးတော့လည်းတော်ကြောက်ဖို့ကောင်းတယ်ဒုတိယတစ်ခေါက်ပြန်စီးတော့လည်းအခုကြောက်ဖို့ကောင်းနေရပဲဒါပေမဲ့စီးကြည့်ပါ စီးကြည့်ပါရောက်တော့စီးကြည့်ပါမိုက်ပါတယ် စီးကြည့်ပါ speed ကတအားမြန်ပြီးတော့တကယ်မိုက်ပါတယ်ကော်ဖီရတဲ့ကနေ free ရတဲ့ coffee တောက်နေရပါဒီမောင်ကအရင်စားလို့ကောင်းပါတယ် stand နေနော်95ရန် ဖေးခုမကိုစံမိုင်းရတရားသာတော်တော်ကောင်းတယ်ခရစ် ပဲခောက်ဆိုရ162 ကပင်လေးလားဆမ်မြန်းတော့ဘာလို့ဒီမှာတန်ပါလဲအစားနေရတဲ့ဆိုင်ဒီမှာပုံတန်ပါ ကိုကစုံနော်300 400နော် စုံSamu kenado. Wow. Video no? Video.ကျွန်တော်အခုကတော့ဦးဝဲလို့သွားပါမယ်။ဦးဝဲလို့မှာဘာလို့ပို့သွားမှာလဲ။ညဘက်ဆိုရင်တော့လူရဲ့ချက်ပိတ်နေမှာပဲ။စက္ကန့်ဆိုင် စက္ကန့်နိုင်သွားပါ ကျွန်တော်ဦးဝဲလို့ကစက္ကန့်ဆိုင်ကိုသွားပါမယ်အမေရောကိုကကျွန်တော်တို့ဆက်စချင်းမနက်ထဲကတစ်ခါလဲပြီးသွားပြီပေါ့နော်တစ်ခါလဲပြီးတော့စားပြီးသွားပြီအခုကညဘက်တိုကျိုတုံကအပြန်ထပ်ဝင်တာပါစက္ကန့်ဆိုင်ဝင်နေလို့ဖြစ်ပါတယ် ဒီပေးဆိုင်သွားတယ်ဒီပေးဆိုင် ဒီဗီဒီယိုရှာနေပါတယ်ကိုကတော့ကျွန်တော်ဆိုင်ရောက်ပါပြီ
ဂျင်မောက်ဘူးဆိုရင်အရင်တောင်းပါကိုကတော့ကျွန်တော်ဝယ်လို့ပြီးပါပြီ Uniqlo ဘောင်းမီတစ်ထည်ရလာပါတယ်ဟာလေ အဲ့ဒီရတာပါလေ ရလာပါတယ် အဲ့အစ်ရတာပါလေဒီကျန်နေရှိရအဲ့နဲ့လောက်စားဒီဆရာဘော ဒီလောက်ဆိုအတော်ပဲနော်လူကလေအခုကတော့ပြန်နေပါပြီ ချက်ချောက်တွေဝယ်သွားပါလေ ချက်ချောက်တွေရယ် ချက်ချောက်ကရန်200ပဲပေးရလို့ပါ ချက်ချောက်တွေရတယ်ချိုးပိုးကြီးတွေရတယ်ဘောင်းမီတွေရတယ် ယူနီကလိုရခဲ့ပါတယ် စားလို့လည်းပြီးပါပြီ ထားလို့လည်းပြီးသွားပါပြီခုတော့ပြန်มาတော့မရှိ အားလုံးပဲ တတာပါ တတာ